အခုဆိုရင် Facebook မှာကိုယ့်ရည်စားကကိုယ့်ရဲ့ပါတနာကဖောက်ပြန်သွားရင် Facebook မှာကိုယ်ဘယ်လိုဖောက်ပြန်ခံရကြောင်းအစအဆုံးရေးတင်တဲ့လူရှိတယ်။ဒါပေမဲ့ရေးတင်ပြီးဘာလုပ်မှလဲ။အဲ့ဒါတင်ပြီးရင်ဘာဆက်လုပ်မှာ one like one comment ရသွားမယ်။အကောင့်ကြီးဆဲကူပေးလိုက်မယ် line ပေါ်လူတွေက။ဒါပေမဲ့ပြီးဘာဆက်လုပ်မှလဲ။အကောင့်ကြီးကသူတို့ line ပေါ်မှာလူတွေဝိုင်းဆဲကြလို့အရန်ကြီးကြောက်ပြီးအရန်ကြီးနောင်တရရမှာနင့်ကိုတေချာပြန် view ဆိုင်ပေးမယ်လို့ထင်လို့လား။သူတို့အပြုတ်မှုတွေကပြောင်းလဲသွားမယ်ထင်လို့လား။ဒီအရာတွေမတင်ရဘူးလို့မပြောငါလည်း main ကလေးပဲငါကိုယ်တိုင်လည်းဒီအရာတွေဖြတ်ကျော်ခဲ့ဘူးငါလည်းဖောက်ပြန်တာခံဘူးတဲ့အဲ့ဒီခံစားချက်တွေကဘလောက်နာကျင်ဖို့ကောင်းလဲတည်ရငါတငယ်ချင်းတွေဖောက်ပြန်တာကိုလည်းငါမြင်ဘူးတယ်ဒီအရာတွေငါအများကြီးမြင်ဘူးတယ်ဒါပေမဲ့အဲ့ဒါကဘာနဲ့တူလဲဆိုတော့နေမွေတကောင်ကြိုက်သွားတယ်နေကအဲ့ဒီမွေစိတ်ဖြေရမယ်စားမွေစိတ်ဖြေဖို့အရင်လောက်ရမယ်စားအဲ့ဒီမွေတော့အတင်းမရမကလိုက်မှနင်ဘာလို့ငါ့ကိုအဲ့လိုမျိုးကြိုက်သွားတယ်နင်ဘာလို့ငါအဲ့လိုလောက်ရရလဲမေးနေရတဲ့အတူတူပဲနင့်နှလုံးသားလေးထိခိုက်သွားတယ်ဆိုရင်နင်ဒီဥစ္စာအရင်ကုစားဖို့လုပ်မယ်နင့်စီမှာစိတ်တန်ရတွေ trauma တွေရသွားတယ်ယုံကြည်မှုတွေရိုက်ချိုးခံလိုက်ရတယ်အဲ့ဒါကဘု து မှတော့အပြစ်တင်လို့မရအောင်အကယ်၍နင့်တရားရောက်ကအမေလောက်သွားဆိုနင့်တန်ရတွေအရင်ကုစားမယ်နင့်ရဲ့ mental health နင့်ရဲ့စိတ်ကျန်းမာရေးအခြေအနေအရင်ကုစားမယ်သူများစီမှာသူများနောက်မှာအဲ့တကောင်နောက်မရမကလက်ယူမှာအဖြေရှာနေဆိုဘယ်တော့မှအဖြေရှာတွေ့မှာလည်းမဟုတ် so hello အားလုံးပဲမင်္ဂလာပါပန်းဖြူကျွချန်နယ်နေပြန်နေကြိုဆိုပါရစေဒီနေ့ကတော့စိတ်ဆွဲလန်းမှုကင်းမဲ့ခြင်းအကြောင်းကိုပြောမှာဖြစ်ပါတယ်ဆွဲလန်းမှုကိုဖြတ်တောက်နေဆွဲလန်းမှုဘာဖြစ်လို့ဖြတ်တောက်တဲ့လဲကိုပြောမှာဖြစ်ပါတယ်ဒီ attachment စိတ်ဆွဲလန်းမှုကိုဖြတ်တောက်ဖို့ကဘာလို့အရန်အရေးကြီးလဲဆိုရင်ငါတို့နေ့စဉ်ဘဝမှာငါတို့စိတ်ဆွဲလန်းနေတဲ့အရာတစ်ခုချင်းစီတိုင်းငါတို့စိတ်ညစ်အောင်လုပ်နိုင်တယ်ပထမဦးဆုံးဆွဲလန်းမှုကိုဘာဖြစ်လို့ဖြတ်တောက်တဲ့လဲဆိုတာပြောပါမယ်ဘာဖြစ်လို့လဲဆိုတော့ငါတို့နေ့စဉ်ဘဝတွေမှာစိတ်ဆွဲလန်းမှုကစိတ်ဆွဲလန်းလိုက်ရင်အဲ့ဒီဆွဲလန်းမှုကနေငါတို့ကိုဒုက္ခပေးနိုင်တယ်ဥပမာပြောရင်နေတယောက်ကိုဆွဲလန်းလိုက်တယ်မလားဆွဲလန်းလိုက်တယ်ဆိုရင်နေအဲ့တယောက်နေရဲ့ power တွေပေးလိုက်ရတူတူပဲဒီတယောက်ကိုဆွဲလန်းပြီဆိုရင်နေရဲ့လှုပ်ဆောင်မှုတွေနေရဲ့လှုပ်ဆောင်နိုင်စွမ်းတွေပေးလိုက်တာအတူတူပဲဘယ်လိုလဲဆိုတော့ရှင်းပြမယ်နေကအဲ့ဒီလူတယောက်ဆွဲလန်းနေရဲ့အဲ့ဆိုရင်နေရဲ့ crush ပဲဖြစ်ဖြစ်ဒါမှမဟုတ်မတော်တည်တဲ့ရည်စားပဲဖြစ်ဖြစ်တော်ပြီးသားရည်စားပဲဖြစ်ဖြစ်အဲ့လူဆွဲလန်းလိုက်ပြီဆိုရင်အဲ့လူကနင့်ကိုစာမပြန်လိုက်ရင် तू ကနင့်ကိုစိတ်ညစ်အောင်လုပ်နိုင်စွမ်းရှိတယ်အဲ့လိုမျိုးချိတ်ဆက်နေသူ့ကိုဆွဲလန်းလိုက်ပြီဆိုရင် तू နင့်ကိုစာမပြန်လိုက်တာနဲ့ဒါမှမဟုတ် तू နင့်ကိုဦးစားမပေးတဲ့လုပ်ရက်တွေလုပ်လိုက်တာနဲ့ तू နင့်ကိုတနေကုန်စိတ်ညစ်အောင်လုပ်နိုင်တဲ့အစွမ်းရှိတယ်။နင်ကသူ့ရဲ့ထိန်းချုပ်မှုအောက်ရောက်သွားပြီ။ဆွဲလန်းမှုကဘာလို့ဖြတ်တောက်ရမလဲဆိုတော့အဲ့လိုမျိုးအကြောင်းမလို့လူမမဟုတ်နေပစ္စည်းတစ်ခုခုတက်မဲ့အရာတစ်ခုခုကိုဆွဲလန်းရင်တောင်မှအဲ့ဒီတက်မဲ့အရာဝတ္ထုတစ်ခုခုရဲ့ထိန်းချုပ်မှုကိုရောက်သွားပြီ။ဥပမာနေပစ္စည်းဆွဲလန်းနေဆိုအဲ့ပစ္စည်းကကျိုးပဲပစ္စည်းသွားတဲ့ချိန်အဲ့ပစ္စည်းကနင့်ကိုစိတ်ညစ်အောင်လုပ်နိုင်တယ်။နင့်ကိုစိတ်မကောင်းအောင်လုပ်နိုင်တယ်။ဆွဲလန်းမှုကဘလောက်အန်တီရရှိလဲဆိုတော့တက်မဲ့အရာတောင်မှနေဆွဲလန်းရင်နေ့ရဲ့မှုကိုနေ့ရဲ့စိတ်ထားကိုသူစိတ်ညစ်အောင်လုပ်နိုင်တယ်အဲ့ဒီတက်ရောက်မှုရှိရယ်နေဆွဲလန်းမှုဖြတ်တက်သွားရင်အရာဝတ္ထုပေါ်မှာပဲဖြစ်ဖြစ်လူပေါ်မှာပဲဖြစ်ဖြစ်ဆွဲလန်းမှုဖြတ်တက်သွားရင်အကုန်လုံးတနေကုန်စိတ်ညစ်စရာတွေ80%လောက်ပပျောက်သွားလိမ့်မယ် detachment ဆိုတာကလူတွေပေါ်မှာပဲဖြစ်ဖြစ်ပျက်စီးဥစ္စာအရာဝတ္ထုဒါမှမဟုတ်ပတ်စံမြင်ရတဲ့ပတ်စံမမြင်ရတဲ့ရလက်တွေမမြင်ရတဲ့ကိုယ့်ရဲ့ပန်းတိုင်းတိတိကျကျမျောလင့်ထားတဲ့အဆွဲလန်းတွေ short ချလိုက်တယ်အတူချုံပြောရရင်ဆွဲလန်းမှုကင်းမဲ့သွားပေါ့တချို့ကလည်းကိုယ့်ရဲ့ဥစ္စာပစ္စည်းတွေဆွဲလန်းနေတချို့ကလည်းကိုယ့်ရဲ့ရည်စားကိုဆွဲလန်းနေတချို့ကလည်းကိုယ့်ရဲ့ idol တွေတချို့ကလည်းအဝတ်အစားတွေတချို့ကလည်း trend ဖြစ်တဲ့လက်ဘူးတွေအယုတ်တွေကိုဆွဲလန်းနေဆွဲလန်းမှုကမတူဒါပေမဲ့နင်ဆွဲလန်းတဲ့အရာတစ်ခုချင်းစီတိုင်းကနင့်ကိုနင့်ရဲ့စိတ်ကိုတံပြန်တက်ရောက်မှုရှိရယ်နင်အရင်ကြီး offset ဖြစ်သွားတယ်အနေအများကြီးဆွဲလန်းနေဆိုရင်အဲ့ဒီနင်ဆွဲလန်းနေတဲ့အရာတစ်ခုကနင်မျောလင့်ထားတဲ့အရာတိုင်းမဖြစ်လာဘူးဆိုရင်အဲ့အရာကနင့်ကိုစိတ်ထိခတ်နိုင်အောင်လုပ်နိုင်စွမ်းရှိရယ် so detachment ကတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာမှာနောက်ထပ် level တစ်ခုတက်ရှင်တဲ့သူတွေကိုယ့်ဘဝမှာလုံးဝငြိမ်းချမ်း peace ငြိမ်းချမ်းရေးရချင်တဲ့သူတွေကြောင့် detachment ကိုလေ့ကျင့်ကြတယ် detachment ဆိုတာကိုယ့်ကိုခံစားမှုလုံးဝမရှိတဲ့သူနှလုံးသားမရှိတဲ့သူနှလုံးသားအေးခဲပြီးမှစိတ်ရုပ်တရုပ်လို့ဖြစ်ဖို့ပြောရမှာမဟုတ် detachment ကကိုယ့်ရဲ့အမြင်တစ်ခုတည်းကနေဆွဲထုတ်ပြီးလူပတ်ဝန်းကျင်မှာလူတွေရဲ့ပရိယေတွေကိုလည်းပြက်ပြက်သားသားမြင်နိုင်လာတယ်ပြီးတော့ကိုယ်လည်းပို့ပြီးမှစိတ်ဆွဲလမ်းမှုဖြတ်တောက်ခြင်းအပြင်ကိုယ်ပို့ပြီးမှငြိမ်းချမ်းနေနိုင်တယ်။ဘာဖြစ်လို့လဲဆိုတော့ငါတို့ဖြစ်နေတဲ့ငါတို့ခံစားနေတဲ့အရာအလုံးရဲ့အရင်အမြစ်ကငါတို့ဆွဲလန်းနေလို့ဥပမာနေချစ်တဲ့သူတယောက်နဲ့နေမချစ်တဲ့သူတယောက်နဲ့နေချစ်တဲ့သူတယောက်တစ်ခုခုဖြစ်သွားရင်နေစိတ်ဆင်းရဲရတယ်။နေမချစ်တဲ့သူတယောက်နေစိတ်မဆွဲလန်းနေတဲ့သူတယောက်တစ်ခုခုဖြစ်ရင်နေအဲ့လောက်ထိစိတ်မထိခိုက်အဲ့ဒါပေမဲ့ကြိုးနေစိတ်ဆွဲလန်းနေအဲ့ဒီစိတ်ဆွဲလန်းနေတာကနေဆိုမှတံပြန်တက်ရောက်မှုရှိတယ်။ပထမဆုံးကိုကဘာကို attach ဖြစ်နေရလဲကိုယ့်ရဲ့စိတ်ကဘာကိုဆွဲလန်းနေရလဲကိုယ့်ရဲ့စိတ်ကဘာလို့တွေ့တာနေရလဲအဲ့ဒါအရင်ဆုံးသိအောင်လုပ်
ကိုယ်ဆွဲလန်းနေတဲ့သူကကိုယ့်ရဲ့ EH လား saturation ရှိလားဒါမှမဟုတ်ကိုယ့်ရဲ့ partner ကိုယ့်ရဲ့ relation ရှိလားကိုယ့်ကိုယ်မညာပါနဲ့ကိုယ်ဘသူဆွဲလန်းနေဆိုဆွဲလန်းနေလို့အရင်ဆုံးဝင်ခိုင်းတာနင်သူ့ရဲ့စာတွေကိုခဏခဏစောင့်နေမိရယ်စာမပို့လာမှန်းသိပေမဲ့ခဏခဏ messenger ထဲဝင်ချက်နေရယ်သူများစာမပို့မှသိပေမဲ့အဲ့ဒီဖုန်းကိုပဲခဏခဏမြုံနေမိတယ်သူများရဲ့ mind တွေထဲခဏခဏဝင်ကြည့်ရယ်သူများရဲ့ profile တွေထက်ခဏခဏ chat နေရယ်အဲ့လိုမျိုးဆိုရင်သူ့ကိုဆွဲလန်းနေရစိတ်တွေကကိုလုံးမဲ့အရာအောင်ကိုအာရုံမစိုက်နိုင်တော့သူများဖက်ရောက်နေတယ်ဆိုရင်အဲ့ဒါကနင်သူများကို attachment ဖြစ်နေပြီနင်သူများကိုစိတ်ပိုင်းဆိုင်ရာတွေ့တာမိနေပြီအဲ့လိုမျိုးအခြေအနေမှာငါတို့လုံနိုင်တဲ့တစ်ခုတည်တော့အကောင်းဆုံးအရာကအဲ့ဒီဆွဲလန်းမှုအဲ့ဒီညှိစွန်းနေတဲ့တွေ့တာမှုတွေကိုဖြတ်တောက်တာပဲနင်ဒီတယောက်ကိုဆွဲလန်းနေပြီဆိုရင်ဒီတယောက်ကကိုယ့်ကိုစာမပို့လိုက်တာနဲ့ကိုယ့်ကိုစာမပြန်လိုက်တာနဲ့ဒီတယောက်ကကိုယ့်ကိုစိတ်ညစ်အောင်လုပ်နိုင်စွမ်းရှိရင်ရှေ့မှာပြောခဲ့သလိုပဲနေဒီလူကိုဆွဲလန်းနေပြီဆိုရင်ဒီလူကကိုယ့်ရဲ့ power တွေကိုယ့်ရဲ့လုံနိုင်စွမ်းတွေပေးလိုက်တဲ့အတူတူပဲသူများ share နေရတွေလိုက်ကြည့်ရသူများဘသူတွေနဲ့ဘာ post တွေတင်လဲလိုက်ဆောင်စမ်းနေပဲနေရာမှာရိုက်ထားလေပိတ်ချိန်တော့တွားခဲ့ရလဲပြီးသူကကိုယ့်ကိုစာမပြန်အတွေးတွေများလာတယ်နင်သူ့ကိုကြိုက်နေရလို့ကိုပြောနေတယ်ဒါပေမဲ့နင်သူ့ကိုကြိုက်နေမှာမဟုတ်နင်သူ့ရဲ့အာရုံစိုက်မှုသူ့ရဲ့ attention ကိုပဲလိုချင်နေနင်သူ့ရဲ့အတိအမဲ့ပြုတ်ခံရမှုကိုပဲလိုချင်နေသူနင့်ကိုတခုခုလုပ်ပေးနင်ပြောတယ်သူနေမကြိုက်တဲ့အရာလုပ်နေစိတ်ညစ်တယ်နင့်ရဲ့ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုကသူ့ပေါ်မှာမူတည်နေနင့်ရဲ့ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုကသူများတခြားတစ်ယောက်ပေါ်မူတည်နေအဲ့ဒါစိတ်ညစ်စရာမကောင်းဘူးလားဆွဲလန်းမှုကိုဖျက်တောက်ခိုင်းတာကဘာပြောရလဲဆိုရင်သူ့ပေါ်မှာထားတဲ့အချစ်တွေတန်ရောစင်တွေကိုဖြတ်တောက်ခိုင်းတာမဟုတ်ဘူး detachment ကနင်တယောက်တည်းစိတ်ချမ်းသာစေုံတာမကအောင်နင်ရောနင်နဲ့ပတ်သက်မဲ့သူတွေရောပို့ပြီးမှချမ်းသာတဲ့ relationship ကိုရစေတယ်ဆွဲလန်းမှုတွေကိုဖြတ်တောက်ခြင်းအဖြစ်လူတယောက်ကိုပို့ပြီးမှငြင်းငြင်းချစ်ချမ်းနဲ့ချစ်နိုင်တယ်ဆွဲလန်းမှုတွေမရှိတဲ့အချစ်မှတကယ်ကဘာပေါ်မှာအသက်ရှင်ဆုံးချစ်ဘာဖြစ်လို့လဲဆိုတော့နင်ဒီလူပေါ်မှာမျောလင်းချက်မထောင်းသူငါ့ကိုဘလို့လုပ်ပေးပါသူ့အချစ်နဲ့ဘလို့ပြင်ပေးပါနင်ဘာမှမျောလင်းချက်မရှိတော့ဘူးအဲ့မှတကယ်အချစ်စစ်မဟုတ်လား detachment ကငါသူ့ချစ်တာငါသိရဲ့သူအရန်ချစ်စရာကောင်းတာငါသိရဲ့သူစာပြန်ငါအရန်ပျော်တာငါသိရဲ့ဒါပေမဲ့သူငေါ့ပြန်မချစ်လဲငါပျော်နိုင်တယ်သူတို့နဲ့အတူရှိနေရတာပျော်စရာကောင်းတယ်သူနဲ့တွေ့ရတာအရန်ရင်ခုန်ဖို့ကောင်းတယ်ဒါပေမဲ့ငါတယောက်ထဲလဲငါစိတ်လှုပ်ရှားမှုအပြည့်နဲ့ငါနေနိုင်တယ်အဲ့ဒါ detachment ပဲနောက်ထပ် detachment အတွက်လေ့ကျင့်လို့ရတဲ့အရာတစ်ခုကကြောင့်အမှန်တရားကိုလက်ခံပါအရာရာအားလုံးကအဆုံးသက်တစ်ခုကိုရောက်လာတတ်တယ်။ကမ္ဘာပေါ်မှာရှိတဲ့အရာအားလုံးကယာယီပဲ။နေ10ကျော်တက်20ကျော်တက်မှာကိုချရတဲ့သူနဲ့တွေ့တယ်စိတ်တူကိုယ်တူချစ်တူတူရတယ်။10နှစ်လောက် easy တွဲလာပေမဲ့အဲ့ဒီ relationship ကအဆုံးသက်တစ်ခုကိုရောက်လာတတ်တယ်။ကယ်၍ relationship ကပြတ်ဆဲသွားပြီဆိုရင်ပြတ်ဆဲသွားတဲ့အမှန်တရားကိုလက်ခံပါအရာရာတိုင်းကိုနင်ထိန်းချုပ်เสียမလိုဘူးဆိုတာသိထားပါတချို့တွေကငါတို့ဘဝထဲကိုတစ္ဆာဖောက်ဖို့ရောက်လာကြတယ်တချို့တွေကလည်းငါတို့ဘဝထဲကိုလူတွေအကြောင်းပိုသိအောင်လို့ငါတို့ဘဝထဲရောက်လာကြတယ်တချို့တွေကငါတို့ဘဝသင်ခန်းစာတွေပေးဖို့သူတို့ရောက်လာကြတယ်အဲ့လိုမျိုးမကောင်းတဲ့အတွေ့အကြုံကြုံပြီးမှပဲငါတို့ကပိုပြီးမှပညာရှိလာတာငါတို့ကပိုပြီးမှရင့်ကျက်လာတာအဲ့လိုမျိုးမကောင်းတဲ့လူတွေနဲ့ကြုံပြီးမှပဲငါတို့ဘောတကယ်ကောင်းတဲ့သူငါတို့တကယ်ချစ်တဲ့သူကိုငါတို့ကပိုပြီးမှတန်ဖိုးထားတတ်လာတာလူတယောက်ကိုချစ်တယ်ဆိုဒီလူကိုဆွဲလန်းနေရမှာမဟုတ်ဘူးလားဆိုမဟုတ်ပါဘူးယူယူမူမူဆွဲလန်းနေတဲ့အချစ်ကမှအချစ်စစ်မဟုတ်ပါဘူးရုပ်ရှင်တွေမှာပြတယ်လို့မျိုးဒီကောင်မလေးချစ်သွားရင်ဆိုယူသွားတယ်ဒီကောင်မလေးချစ်သွားရင်အယူတစ်ပိုင်းတော့အယူမှုဆွဲလန်းသွားရဲဆိုမှ romantic center လို့မျိုးပြကြဒါပေမဲ့အဲ့လိုအချစ်တွေကအရန်အန်ဒီရှိပါတယ်အကြောင်းမလို့အခုမှဆိုရင်ကိုယ့်ရဲ့ပါတနာကလမ်းခွဲသွားရင်ကိုကအယူတစ်ပိုင်းတော့ဖြစ်ပြီးမှကိုယ့်ကိုခုံချတဲ့သူတွေအများရှိရဲ့အဲ့လိုမျိုးအချစ်ကချစ်ခံရတဲ့သူအတွက်လည်းမကောင်းဘူးကိုကချစ်နေရတဲ့သူအတွက်လည်းမကောင်းဘူးdetachment ဖြစ်နေတဲ့အချိန်မှာတော့ငါတို့စိတ်ဆွဲလန်းမှုကင်းနေတဲ့အချိန်မှာတော့ငါတို့အဲ့ဒီလူတယောက်အပြည့်အဝချစ်လို့ရတယ်ငါတို့နှလုံးသားတစ်ခုပေးပြီးချစ်လို့ရတယ်နင်သူတို့ကိုနင့်အတွက်ဘာလုပ်ပေးပါလို့လဲမျောလင့်ထားတာမရှိဘူးသူတို့အတွက်လည်းသူတို့ဝင်ပေါ်တယ်ပြီးတော့ငါတို့အတွက်လည်းငါတို့ဘာမှမျောလင့်မထားတော့ငါတို့ဘယ်အရာမှစိတ်ထိခိုင်လို့မရအဲ့လိုမျိုးအချက်ကနှစ်ဖက်စလုံးတန့်ရှင်းတယ်နှစ်ဖက်စလုံးကျမ်းမာတယ်နှစ်ဖက်စလုံးပေါ့ပါတယ်နင်လူတယောက်ကိုအရန်ဆွဲလန်းတွေ့တာတဲ့အခါ obsess ဖြစ်တဲ့အခါနင်ကဒီလူချစ်တာမဟုတ်နင်ကဒီလူပေးနိုင်တဲ့ခံစားချက်နောက်ကိုလိုက်နေရငါဒီလူချစ်လည်းမချစ်ဘူးဒါပေမဲ့ဘာလို့ငါသူမရှိမနေနိုင်လဲအဲ့ဒါနဲ့သူ့ကိုဆွဲလန်းနေလို့အဲ့ဒါကအချစ်မဟုတ်ဘူးအဲ့လိုမျိုးဆွဲလန်းနေတဲ့အချစ်ကအချစ်မဟုတ်နင်ကဒီလူနင့်ကိုပေးနိုင်တဲ့ခံစားချက်နောက်ကိုလိုက်နေရပြောရရင်ဆိုငါတို့စိတ်ထဲမှာရှိတဲ့စိတ်တန်ရာတွေ trauma တွေကိုအရင်မကုစားဘဲနဲ့သူများထဲမှာလိုက်ရှာနေရသူများဖက်ကအရင်စာပို့လာတာနဲ့စိတ်လှုပ်ရှားလာတယ်သူများက
ကိုကြားချင်တဲ့စကားတွေပြောလာရင်ကိုကတန်ဖိုးရှိတဲ့သူတယောက်လို့ခံစားနေရတယ်အဲ့လိုမျိုးသူတို့ကိုအတုံးချပြီးမှငါတို့စိတ်ထဲမှာလစ်ဟာနေတဲ့ခံစားချက်တွေငါတို့ကဖြည့်ဆည်းနေရသူများရဲ့အာယုံဆိုင်မှုရရနဲ့သူတို့ကိုတွေ့တာမိသွားတယ်သူများငါတို့ကြားချင်တဲ့စကားကိုပြောနေငါတို့ကကိုတန်ဖိုးရှိရလို့ခံစားရတယ်အဲ့ဒါကကိုယ့်ရဲ့တန်ဖိုးသူများစီမှာတွားရှာနေရတဲ့အတူတူပဲနင်လိုချင်တဲ့ရလက်တစ်ခုဖြစ်ဖို့နေစိတ်ထဲမှာကြိုစင်းစားထားတယ်ကဲ၍ဒီလူနဲ့မနစ်ဖြန်တော့တွေ့မယ်ဆိုရင်ငါအခုချိန်ကလေးကငါမနစ်ဖြန်ကြရင်ဘယ်လိုဖြစ်ချင်နေနေရလက်တစ်ခုကိုကြိုတင်စဉ်းစားထားတယ်နေလိုချင်တဲ့အတိုင်းမဖြစ်လာတဲ့အချိန်နေစိတ်ပြတ်တယ်နေစိတ်ညစ်တယ်နေစိတ်ထဲမှာငါလိုချင်တဲ့အရာတွေပြောဆိုငါကတန်ဖိုးရှိလို့ခံစားရတယ်ငါကြားချင်တဲ့အရာတွေပြောရင်ငါလိုချင်တဲ့အရာတွေပေးရင်ငါကိုသူများကတန်ဖိုးထားတဲ့သူတယောက်ယောက်ရှိတယ်ငါ့ကိုလူချင်တဲ့သူတယောက်ယောက်ရှိသေးတယ်လို့ခံစားရသေးတယ်။အဲ့ဒါကနေ့ရဲ့တန်ဖိုးနေ့ရဲ့ငြိမ်းချမ်းရေးနေ့ရဲ့ power တွေကိုနေနဲ့တောင်ဆိုင်အောင်မဆိုင်တဲ့နေ့လူတယောက်ကိုပေးလိုက်တာနဲ့အတူတူပဲကိုယ့်ရဲ့ပျော်ရွှင်ခြင်းနဲ့မှုကဒီတယောက်ပေါ်မှာပဲမူတည်နေအဲကြောင့်မို့ဒီတယောက်ကကိုယ်ထားသွားပြီးကိုယ်အယူတစ်ပိုင်းဖြစ်ပြီးကြံခဲ့ရောဒါကြောင့်မလို့ကိုယ့်ကိုအရင်ချစ်ဖို့အရေးကြီးတယ်ကိုယ့်ရဲ့အတွင်းဆိုင်ရာတွေအရင်ကုစားဖို့အရေးကြီးတယ်ကိုအရင်နီးမှန်လမ်းမှန်နဲ့ချစ်ပြီးမှသူများနီးမှန်လမ်းမှန်နဲ့ပြန်ချစ်ပေးနိုင်မှာသူများကိုအရန်တွေ့တာနေတဲ့သူများကိုဖောက်ပြန်သွားအောင်မှကိုကတွေ့တာနေသေးရဆိုရင်အဲ့ဒီလူကကိုယ့်ရဲ့တန်ဖိုးကိုမသိသေးဘူးဒီလူထွက်သွားရင်ငါဘဝကြီးပျက်စီးသွားတော့မယ်ဒီလူထွက်သွားရင်ငါအရင်တစ်ခါလိုပြန်ပြောတော့မှာမဟုတ်နင်ပျော်ဖို့နင်ကိုတန်ဖိုးရှိရလို့ခံစားရဖို့နင်နဲ့ပဲဆိုင်နေဘယ်သူစီမှမဆိုင်ငကယ်နေရကိုယ့်ရဲ့စိတ်တန်ရတယ်အရင်ဆုံးမကုစားတည်ဘူးဆိုရင်တိတ်တင်းနေကိုခဏရက်လိုက်ရေးစားထားတွေခဏရက်လိုက်ပြီးဆိုကိုအရင်ချစ်တတ်အောင်တင်ကိုအရင်ဆုံးတန်ဖိုးထားတတ်အောင်တင်ဘယ်လိုစိတ်ဆွဲလမ်းမှုကင်းမဲ့အောင်လုပ်ရမလဲဆိုအရင်တင်တယ် detachment လုပ်ပြီးတဲ့သူကိုချစ်တဲ့သူတွေကသူများစီကဂရုစိုက်မှုတွေ့တာမှုတွေမရလည်းဘာမှဖြစ်ဘူးဒီလူကငါ့ကိုတန်ဖိုးထားရင်ငါဒီလူနာနေမယ်ဒီလူငါ့ကိုတန်ဖိုးမထားရင်ငါဒီလူနာမနေဘူး detachment လောက်တတ်သွားတဲ့သူကသူများစီက attention တွေသူများစီကအာရုံစိုက်မှုတွေမလို့ငါနင့်ကိုချစ်လို့ငါနင်နဲ့အတူတူနေနေရနင်တို့ကိုလိုအပ်လို့နေနေမှာမဟုတ်နင်တို့အတုံးချစရာရှိလို့နင်တို့နဲ့နေနေမှာမဟုတ်အဲ့လိုမျိုးအချစ်ကပို့ပြီးမှမတက်ရှင်ဘူးလားပို့ပြီးမှမပေါ့ပါဘူးလား detachment လောက်တတ်သွားရင်ကိုယ့်ရဲ့ဘေးကလူတွေကိုယ့်ရဲ့ခံစားချက်အတွက်အတုံးချစရာမလိုတော့ပြီးတော့ပြတ်ဆဲသွားတဲ့ relationship ကိုတန်းတာနေတဲ့ EH တွေကိုပြန်ပြီးမှလွမ်းနေတဲ့ကောင်မလေးတွေဆိုရင် detachment လုပ်လို့ရပါတယ်ပထမဦးဆုံးလက်တွေ့ဘဝမှာဖြစ်နေတဲ့အရာကိုလက်ခံလိုက်ပါငါမပြတ်နိုင်သေးဘူးငါစိတ်ကမပြတ်သားနိုင်သေးဘူးဒီအရာကဘာလို့ပြတ်သွားလဲဘယ်နေရာမှာစမှားသွားလဲအနေဝေးလို့ဖြစ်သွားလားဒါမှမဟုတ်ဘာဖြစ်နေရလဲဘယ်ကလေးကမှားသွားလဲအဲ့ဒါတွေခဏအတွေးလွန်နေလိမ့်မယ်တစ်လဖြစ်ဖြစ်နှစ်လဖြစ်ဖြစ်3 နှစ်ဖြစ်ဖြစ်တစ်နှစ်ဖြစ်ဖြစ်ညီအဖြေမထွက်ချင်းစဉ်းစားနေလိမ့်မယ်သူပါဇက်ထဲကငါနဲ့ကိုမချစ်နိုင်တော့ဘူးလို့သူကိုယ်တိုင်ပြောမှမှုအွန်နိုင်လိမ့်မယ်သူကိုယ်တိုင်ပါဇက်ထဲကထွက်တဲ့စကားကိုကြားမှနင်ကသူ့ကိုပြတ်နိုင်လိမ့်မယ်စိတ်ပြတ်သားနိုင်လိမ့်မယ်ထင်နေဒါပေမဲ့နင်ဖြည့်ရှင်းချက်မလို့အကြောင်းပြချက်မလို့ဖြည့်ရှင်းချက်တွေကအကုန်လုံးသူ့ရဲ့အပြုအမူတွေထဲမှာပဲရှိရဲ့အမှန်တရားကိုလက်ခံလိုက်ပါအမှန်တရားကပါလေအမှန်တရားကသူငါ့ကိုစာတွေမပို့နိုင်တော့အမှန်တရားကပါလေအမှန်တရားကသူငါ့ကိုခဏလိန်နေအမှန်တရားကသူငါ့ကိုခဏရှောင်နေအမှန်တရားကသူငါ့ကိုမတွဲချင်တော့အဲ့ဒါအမှန်တရားပဲနင်သူ့ရဲ့အပြုအမူတွေကိုပဲကြည့်ပြီးအမှန်တရားကိုလက်ခံလိုက်တယ်ဆိုရင်နင်အတွေးလုံနေတဲ့အရာအလုံးပျောက်သွားလိမ့်မယ်ကိုမညာနဲ့သူစိတ်တူလို့ခဏပဲဖြစ်သွားပါသူစိတ်ညစ်နေလို့ခဏလေးပဲလက်လွန်သွားပါကိုအကြောင်းပြချက်တွေရှာပြီးမှသူ့ကိုလိုက်ကာကွယ်ပေးမနေနဲ့နင့်ကိုဒီနေ့လက်ပါတဲ့ယောက်ျားကနောက်နေ့နင့်ကိုတတ်နိုင်တယ်ယောက်ျားတစ်ယောက်ကနင့်ကိုချီထုတ်တစ်ယောက်လိုဆက်ဆံနေတယ်ဆိုရင်သူ့ကိုယုံလိုက်သူဖောက်ပြန်နေဆိုရင်လည်းသူ့ကိုယုံလိုက်သူ့ကိုကာကွယ်ပြီးအကြောင်းပြချက်တွေရှာပေးမနေနဲ့သူဖောက်ပြန်တာကနင့်အပြစ်မဟုတ်နင့်ရဲ့တန်ဖိုးနဲ့ဘာမှမဆိုင်တခြားမိန်းကလေးတွေကိုလည်းတွားပြီးမှရန်ရှာမနေနဲ့ရန်ဖြစ်ပြမနေနဲ့လုံးဝမတန်ဘူး Facebook မှာယောက်ျားလေးတစ်ယောက်အတွက်အော်ကြီးဟစ်ကျဲရန်ဖြစ်နေကြလုံးဝကြည့်လို့မကောင်းမင်းကလေးတွေပြောပြမယ်ဘယ်တော့မှမင်းကလေးယောက်ျားလေးကိုမလိုက်ဘူးအခုခေတ်ဘလောက်ပြောင်trend ဘလောက်ဖြစ်ကိုရီးယားကားတွေမှာမင်းသမီးဘယ်နှစ်ယောက်ပဲရီးစားစကားစပြောနင်ဘယ်တော့မှမင်းကလေးယောက်ျားလေးကိုမလိုက်ဘူးနေယောက်ျားလေးတယောက်ကိုချစ်ရင်ပဲများပြလို့ရတယ်အထာပြီးလို့ရတယ်ဒါပေမဲ့ဘယ်တော့မှကိုယ့်ရဲ့တက်တီတွေထုတ်ပြီးကိုယ့်ရဲ့အားအင်းတွေကိုယ့်ရဲ့ပတ်စံတွေအကုန်ခံပြီးမှယောက်ျားလေးတယောက်နောက်ကိုဘယ်တော့မှမလိုက်ဘူးသူများကိုအရန်ဆွဲလန်းနေတဲ့သူကသူတို့ဘဝအရန်ပြင်းစရာကောင်းနေလို့သူတို့ဘဝနဲ့သူမရှိသူတို့တယောက်ထဲနေသူတို့ဘာလုပ်ရမှန်းသူတို့မသိတော့ဟိုကောင်လေးကိုဆွဲလန်းမယ်ဒီ K-pop idol ဆွဲလန်းမယ်ဒီ Isa ဆွဲလန်းမယ်သူများရဲ့ Facebook ထဲဝင်ကြည့်မယ်အဲ့ဒါပဲသိတော့ EH ရဲ့ profile နဲ့တခြားတယောက်ရဲ့ဘဝနောက်ကြောင်းတွေလိုက်ဆုံဆန်းနေအောင်နေရဆုံတော့တယောက်မဟုတ်နေ့စဉ်မှာအချိန်နဲ့အလောက်ပေါ်နေရလားကိုယ့်စင်မှာကိုလှုပ်ချင်တဲ့အရာလေးတွေတော့မရှိဘူးလား
ကိုယ့်ရဲ့ဘဝကိုအရင်ဂရုစိုက်ကိုယ့်ရဲ့အတွင်းထံကိုအရင်ဂရုစိုက်ကိုဘာတိုးတက်ဖို့လိုနေလဲကိုဘာတွေပြောင်းလဲဖို့လိုနေသေးလဲအဲ့ဒါတွေအရင်ဆုံးရှာဖွေလေ့လာဒါမှလည်းကိုဝါသနာပါတာလုံမလား make up tutorial တွေကြည့်မလားကမလားဒါမှမဟုတ်ဘာလုပ်မလဲတရှင်းနေဆိုမလားကိုလေးကျင့်တဲ့ဟာတွေအများကြီးရှိရကွာကိုယ့်ရဲ့ဘဝနဲ့ကိုနေစမ်းပါဒါမှမဟုတ်မစားဘူးတဲ့အရာတွေစမ်းစားကြည့်မတွားဘူးတဲ့အရာတွေစမ်းသွားကြည့်မချက်ဘူးတဲ့ဟင်းတွေချက်ကြည့်အကယ်၍နေဘဝကိုမကြိုက်ဘူးဆိုရင်နေကိုယ်တိုင်ပြောင်းလဲလို့ရတယ်အခုခေတ်မှာကွာ YouTube မှာကွာစကေးတွေအများကြီးတင်လို့ရတယ်ကိုဝါသနာပါတာတစ်ခုခုကိုတင်ဆန်းပါနောက်ထပ်နည်းလမ်းတစ်ခုကကြတော့အဆက်အသွယ်ဖြတ်တာပါအဆက်အသွယ်ဘယ်လိုဖြတ်မလဲဆိုတော့ပထမအဆုံးနေကဒီလူတယောက်ရဲ့ profile ကို150ခေါက်လောက်ဝင်ကြည့်နေရဆိုရင်9ရက်လုံးတစ်ခေါက်မှဝင်မကြည့်ဖြစ်အောင်အရင်ဆုံးစူးစမ်းကြည့်လိုက်ပါပထမအဆုံးတော့အရန်ခက်လိုက်မယ်ဒါကကိုယ့်ကိုစိတ်ချမ်းသာအောင်လုပ်နေရတဲ့မတူဘူးကိုယ့်ကိုအပြစ်ပေးနေတာနဲ့အတူတူပဲခါတိုင်းနေရသူ့ဆွဲလန်းနေရသူ့ရဲ့ profile သူ့ရဲ့တပ်ပုံလေးကိုမြင်လိုက်ရရင်စိတ်ထဲမှာဝမ်းသာသွားတယ်နေ့ရဲ့အုံနောက်မှာ dopamine က hit ဖြစ်သွားတယ်နေဝမ်းသာသွားတယ်ဒါပေမဲ့နေဒီတယောက်ကိုဆွဲလန်းနေမိပြီဆိုတာကိုရိပ်မိတာနဲ့ချက်ချင်းဆွဲလန်းမှုဖြတ်ပြအောင်ကြိုးစားပါအခုကတည်းကဖြတ်တောက်ရမှာကိုတိရက်နဲ့မဖြတ်တောက်ရင်နောက်ပိုင်းမှာဘာဖြစ်လာမလဲသိလားပိုပြီးမှဆွဲလန်းလာလိုက်မယ်ဒီလူကိုဘေးမှာနေတာကိုကကြင့်သားရသွားလိမ့်မယ်နေသားတခြားဖြစ်သွားလိမ့်မယ်အေးဒီလူကကိုယ်ကိုထပြီးမှဖောက်ပြန်သွားကိုဘိုးကဇောက်ထုံမျိုးမော်တွေဖြစ်သွားတယ်အဲကြောင့်မလို့ Facebook ပေါ်မှာအော်ကြီးဟစ်ကြဲနေရန်ဖြစ်နေကြသူတို့အဲ့ဒါဆွဲလန်းမိနေလို့သူ့ရဲ့ mind လေးတွေခဏခဏဝင်ကြည့်နေအောင်ချက်ချင်း short ချပစ်သူဘယ်သူတွေနဲ့ friend ဖြစ်သွားလဲသူဘယ် friend တွေကို like ပြန်ပေးထားလဲသူဒီ friend တွေနဲ့ဘယ်လောက်ထိရင်းနှီးမှုရှိလဲသူဘာတွေလုပ်ခဲ့လဲအဲ့ဒါတွေအကုန်လုံး like စစ်ဆေးနေရက်လိုက်တော့ဆိုနောက်တစ်ခုကကြတော့ကိုယ့်ဘဝမှာပုံပြီးမှအေးအေးချမ်းချမ်းဖြစ်ချင်တယ်ဆိုတော့ဒါကအပန်းကိုယ်တိုင်လေ့ကျင့်ခဲ့တဲ့ detachment တစ်ခုပေါ့နော်အဲ့ဒါပါလဲဆိုတော့ social media မှာပုံတင်တာကိုတော်တော်များများ short ချပစ်လိုက်တာပဲဘာဖြစ်လို့လဲဆိုတော့အရင်တုန်းကအပန်းကိုယ်တိုင်ကလည်းဒီ social media က like တွေ attention တွေအရန်ကြိုက်တယ်ဒါပေမဲ့ဒီ attention တွေကိုဆွဲလန်းမိသွားတော့ဘာဖြစ်လာလဲဆိုရင်ကို like တစ်ခုလျော့သွားရင်ကိုယ့်ရဲ့စိတ်သက်တွေကကျလာဒီလူကို like မပေးတော့ရင်ငါမလှတော့လားငါတန်ဖိုးမရှိတော့သူတို့ကငါတို့မကြိုက်တာလားအဲ့လိုမျိုးအတွေးတွေကဝင်လာအဲ့ဒါကဆွဲလန်းမှုရဲ့အန်တီရယ်နော်မြင်ရတဲ့သူမြင်ရတဲ့အရာဝတ္ထုမှနေဆွဲလန်းလို့အန်တီရရှိတာမဟုတ်ကိုမမြင်ရတဲ့ attention တွေမမြင်ရတဲ့အာရုံစိုက်မှုတွေအချစ်တွေဂရုစိုက်မှုတွေအဲ့လိုမျိုးတွေကိုလည်းကိုဆွဲလန်းမိသွားဒီဆွဲလန်းမှုတွေကကိုယ့်ရဲ့မှုကိုတက်ရောက်မှုရှိရယ်ဆိုဘလို့ social media attention ကိုဖျက်ခဲ့လဲဆိုတော့ငါပုံတင်တာနေရက်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ငါဒီလူတွေကိုငါဘာလုပ်နေလဲတနေ့ဘာလုပ်နေလဲဘယ် coffee ဆိုင်သွားလဲဆိုတာသူတို့ကို update ပေးရမယ့်တာဝန်ငါမှမရှိဘူးပြီးတော့သူတို့တင်သမျှ post တိုင်းကိုလည်းငါ like ပေးရမယ့်တာဝန်မရှိဘူးအရင်တော့ဘယ်လိုဖြစ်လဲဆိုတော့ coffee ဆိုင်သွားရင်လည်းပုံတင်ဖို့အတွက်ပဲသွားပုံတပုံရဖို့အလှတွေ2နိုင်လောက်ထိုင်ပြင်းအဝတ်စားရေးတေချာဝတ်တဲ့စပင်းတွေတေချာလုပ်တဲ့ coffee ဆိုင်မသွားတဲ့နေ့ဆိုရင်အိမ်မှာဆိုဆွတ်ပြက်ပြက်ပဲလုံးဝစပတ်အင်ကြီးစပတ်ပါပြီးပဲဒါပေမဲ့တေချာပြန်ရှင်းစားလိုက်ရင်ငါဘာလို့သူတို့ကြည့်ဖို့ဘာလို့ငါအလှပြင်ပေးနေရမှာလဲသူတို့ကြည့်ဖို့ဘာလို့ငါအဝတ်စားတွေရွေးဝတ်ပေးနေရမှာလဲသူတို့ကြည့်ဖို့ငါကိုကြည့်ကောင်းနေဖို့ငါစီမှာတာဝန်မရှိဘူးငါပုံမတင်တော့ရင်ငါဘွားကြီးရဲ့ပြင်းစရာကောင်းတယ်လို့သူများထင်မှာပေါ့ဆိုပြီးထင်တယ်ဒါပေမဲ့ဘယ်သူမှနင့်ဘဝကိုအဲ့လောက်ထိဂရုမစိုက်ဘူးအခုဆိုရင်အလှပြင်နေဆိုလဲငါအတွက်ပဲအဝတ်စားဝတ်တယ်ဆိုလဲငါအတွက်ပဲဘသူအတွက်မှငါရွေးမဝတ်ဘူးဘသူကိုပုံတင်ဖို့ဘသူကြည့်ဖို့အတွက်မှငါမရွေးဝတ်တော့ Facebook ပေါ်မှာလည်းငါနင်တို့ထပ်ပို့ပြီးမှအတိတ်ပဲရှိတဲ့ဘဝကိုဖျက်တမ်းနိုင်တယ်ဆိုမှသူတို့ကိုပြဖို့တတ်ပဲပုံနေရိုက်မတင်တော့နောက်ဆုံးကိုအတွက်အဝတ်စားဝတ်တယ်ကိုအတွက်လှပြင်တယ်ကိုနေ့တိုင်းတန်ရှင်းဝတ်တယ်တန်ရှင်းနေတယ်သူများဘဝတွေကြည့်မှသူတို့ကငါထပ်ပို့ပြောနေရလားသူတို့ကဖေးသွားပြီးဘာလုပ်နေရသူတို့ကငါထပ်ပို့လာသူတို့ကငါထပ်ပို့လန်းတဲ့အင်ဂျီတွေဝတ်နိုင်တယ်ဆိုမှလည်းအားချခြင်းစိတ်လည်းမဖြစ်တော့အဲ့လိုမျိုး social media ရဲ့ attention ကိုဖျက်တောက်တဲ့နေ့ကစပြီးငါပိုမှစိတ်ချမ်းသာလာတယ်သူများဘဝကိုလည်းကိုယ့်ဘဝနဲ့လိုက်ရှင်မှမနေတော့ social media မှာအကုန်လုံးသူတို့ကကောင်းကွက်တွေပဲပြကြမှာဆိုအကြံပေးချင်တာကတော့ကိုဘာလုပ်နေလဲဆိုတာဘယ်သူမှမသိတဲ့ချိန်ကိုဘယ်မှာရှိနေလဲဆိုတာဘယ်သူမှမသိတဲ့ချိန် private life is a happy life ငါဘာလုပ်နေလဲဆိုတာဘယ်သူမှမသိတဲ့ဘဝမှာတကယ်အေးချမ်းတဲ့ဘဝရဖြစ်တာပြစ္ဆုတ်ပံမှာပဲနေဖို့စူးစမ်းကြည့်ပါပြစ္ဆုတ်ပံမှာပဲအာရုံစိုက်ပါငါတို့လူသားတွေကတခါတလေအတိတ်မှာနေအတိတ်မှာမနေဆိုရင်အနာဂတ်မှာနေကြငါလည်းအဲ့ထဲကတယောက်ပဲငါတို့အတိတ်တုန်းကဘာလုပ်ခဲ့ရအတိတ်တုန်းကငါတို့အရန်ပြိုခဲ့ရအတိတ်တုန်းကအမားကြီးလုပ်ခဲ့ရအဲ့ချိန်ကတာအဲ့အမားတခုမလုပ်ခဲ့ငါတို့အခုဒီလိုဖြစ်မှာမဟုတ်အတွေးပေါင်းစုံနဲ့အတိတ်ထဲမှာပဲဆွဲလန်းနေကြအတိတ်မှာဖြစ်ခဲ့တာတွေကဖြစ်ပြီးသွားပြန်ပြင်လို့မရတော့
ပြင်လို့မရတဲ့ဟာကိုဘာလို့အချိန်ကုန်ခံပြီးမှတွေးနေမှလဲတချို့အမားတွေကမတော်တဆမဟုတ်ဘူးမတော်တဆဆိုတာဘုရားသခင်ရဲ့တေချာပြင်ဆင်မှုငါတို့မကြားချင်တဲ့အရာကိုငါတို့မကြားချင်တဲ့သူတွေစီကကြားခဲ့ရတယ်ငါတို့မဖြစ်ချင်တဲ့ဟာတွေဖြစ်ခဲ့ရတယ်ငါတို့ကြောက်နေတဲ့ဟာတွေဖြစ်ခဲ့ရတယ်အဲ့ဒီမတော်တဆဆိုတာဘုရားသခင်ကတေချာပြင်ဆင်ပေးထားတာငါ့ဥမဘာလို့ဒါမျိုးတွေဖြစ်ရလဲဘာလို့သူကငါ့ကိုပဲရွေးမှဖောက်ပြန်ခဲ့ရလဲဘာလို့ငါစိတ်တန်ရာတွေများနေရလဲဘာလို့ငါမပျော်ရွှင်ရတဲ့သူဖြစ်နေရတာလဲကိုကအတွေးတွေများနေဒီအရာတွေကြောင့်ပဲငါတို့ကပိုကောင်းတဲ့သူနဲ့တွေ့ရတယ်အခုမှဆိုရင်ငါ့ကိုဖောက်ပြန်သွားတဲ့ရီစားဟောင်းဆောင်ကအရင်ကျေးဇူးတင်တယ်သူငါ့ကိုဖောက်ပြန်သွားလို့ပိုပြီးမှပိုကောင်းတဲ့သူနဲ့တွေ့ရတယ်ပိုပြီးမှတော့ကျေးဇူးတင်နေတယ်ကိုဥပမာတင်ပြီးမှပြောလိုက်မယ်နော်အပန်းကအရင်တော့အနာဂတ်အရန်ဆွဲလန်းတယ်ဘယ်လိုဆွဲလန်းလဲဆိုအနာဂတ်မှာငါဘယ်လိုနေမယ်ငါဘယ်လိုကောင်းအောင်ဝတ်စားမယ်ငါဘယ်လိုဖြစ်အောင်နေမယ်ပြီးဆိုဒီအပြစ်ဆုံးဘက်မှာကြောက်ဆွတ်ပြက်ပဲနေရအဝိစာအကောင်းနေပျက်စီးအကောင်းနေဆိုရင်အကုန်လုံးတင်ထားရမဝိရဒါကငါအနာဂတ်ကလူအတွက်ငါအနာဂတ်မှာငါပူလာတဲ့ချိန်ဝတ်ဖို့အတွက်တင်ထားအခုပြစ္ဆုတ်ပံငါမတန်သေးဘူးငါအမျိုးမဲ့တွေးရဒါပေမဲ့အခုဆိုကပြစ္ဆုတ်ပံမှာအာယုံဆိုင်တယ်အနာဂတ်မှာငါဘာဖြစ်မလဲငါအဲ့အရာတွေကြိုတင်မမျောလင့်ထားကြိုတင်ဘာမှမဆွဲလန်းထားအခုငါဝစ်ချင်တယ်ငါပူလာနေရဲဆိုရင်ငါဝစ်လိုက်မယ်တချို့ဆိုလဲပစ္စည်းအကောင်စားတွေအင်ဂျီအကောင်စားတွေဆိုလဲအခုငါမွတ်သေးငါအနာဂတ်မှာငါကိုယ်ဆိုင်သွားတဲ့ချိန်ငါမင်္ဂလာဆောင်သွားတဲ့ချိန်ငါပွဲတက်တဲ့ချိန်မှာငါဒီပစ္စည်းတွေသုံးမယ်ဒါပေမဲ့အနာဂတ်ငါတို့မသိနိုင်ငါတို့ဒီနေ့အသက်ရှင်နေတဲ့အသက်တောင်ပဲရှင်ပျောက်သွားမလဲမသိဘူးဆိုလက်ရှိကဘာကိုပို့ပြီးမှတန်ဖိုးထားပါလက်ရှိပြစ္ဆုတ်ပံကိုပို့ပြီးမှတန်ဖိုးထားပါပြီးတော့ကိုယ့်ရဲ့ဘဝစိတ်ငြိမ်းချမ်းခြင်းအရာဝတ္ထုတွေပေါ်မှာဆွဲလန်းမှုတွေကိုလည်းဖြတ်တောက်ဖြစ်ပါရှေ့မှာပြောခဲ့တယ်ခဏပြောခဲ့တက်ရှိတက်မဲ့အရာတော်မှနေစိတ်ဆွဲလန်းရင်ဆိုအဲ့ဒီအရာဝတ္ထုတော်မှာနင့်ကိုစိတ်ညစ်အောင်လုပ်နိုင်တယ်ကိုပဲဥပမာပေးလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့ကိုခဲမှာလည်းသူများအကြောင်းနဲ့တိချာအဲ့လောက်ထိရှာမဖတ်ထားဘူးဆိုတော့ပစ္စည်းတွေကိုဆွဲလန်းမှုမထားတာကိုဘလို့အရန်အေးချမ်းစေလဲဆိုတော့ငါစီမှာဝတ်တောက်ကားလေးတစ်ခုရှိရဲ့အရင်ကလိုင်စင်မဲ့ကားလေးတိန်တော့ဘေးကပတ်ဝန်းကျင်အတော်တွေမိသားစုတွေအရန်စိတ်ပူကြတယ်ဒါပေမဲ့ငါကဒီကားပေါ်မှာစိတ်ဆွဲလန်းမှုမရှိတော့ငါ့ကိုကြောက်အောင်မလုံနိုင်လူတွေကနင့်ကိုကြောက်စေချင်တယ်။နင်စိတ်ပူနေတော့မြင်ချင်တယ်။ငါလည်းအရန်ရှိရတော့မဟုတ်ဘူး။ဒါပေမဲ့အနာဂတ်ကမဖြစ်လာမယ့်ရလဒ်တစ်ခုကိုဆွဲလန်းနေတာကကိုယ့်ရဲ့ပြစ္ဆုတ်ပံမှာရှိနေတဲ့ငြိမ်းချမ်းမှုကိုထိခိုက်နိုင်တယ်။ဒီလောကကြီးမှာအရာအလုံးကယာကြီးပဲ။ငါတို့ပိုင်ဆိုင်နေဆိုတော့တခုမှမရှိဘူး။ငါတို့လာတော့လည်းဘာမှမရှိပဲလာတာ။ငါတို့ပြန်သွားရင်လည်းဘာမှမရှိပဲပြန်သွားရမှာ။ဒါပေမဲ့အခုခေတ်လူတွေကဥစ္စာပစ္စည်းဆွဲလန်းတယ်ငါအိမ်ငါကားငါပိုင်ဆိုင်မှုအဲ့အရာတွေဆွဲလန်းပြီးအကုန်လုံးကပူလောင်နေကြတယ်။ဆိုင်ကယ်တွေဖုန်းတွေကားတွေအိမ်ပိုင်ဆိုင်မှုတွေအဆွဲလန်းထားကြတယ်ဒီအရာတွေပျက်စီးသွားရင်ကိုယ်တွေကပူလောင်နေကြတယ်တရက်ဖြစ်ဖြစ်၃ရက်ဖြစ်ဖြစ်ပိုင်ဆိုင်မှုကြီးဆွဲလန်းမှုကြီးတဲ့ဆိုလဲ၃လဖြစ်ဖြစ်တစ်နှစ်ဖြစ်ဖြစ်အဲ့လောက်ထိတောင်ပူလောင်နိုင်ကြတယ်ဒီဥစ္စာပစ္စည်းတစ်ခုဆုံးရှုံးသွားတာကြောင့်ငါဘဝကြီးပြီးဆုံးသွားမှာမဟုတ်ဒီဥစ္စာပစ္စည်းပေါ်မှာငါရဲ့ပျော်ရွှင်မှုငါရဲ့ငြိမ်းချမ်းမှုကငါရဲ့အသက်တွေကဒီဥစ္စာပစ္စည်းပေါ်မှာမူတည်နေရမှာမဟုတ်အကယ်၍တစ်စုံတစ်ခုကပျက်စီးသွားရဆိုရင်အထက်ပိုကောင်းတဲ့အရာပဲလာဟုရှိရယ်ဒါမဲ့နေ့စီမှာကျေးဇူးတရားကျေးဇူးတင်တတ်တဲ့စိတ်တော်ရှိရမယ်ဒီဆိုင်ကယ်လေးရှိရယ်ဒီဆိုင်ကယ်လေးကြောင့်ငါလိုအပ်တဲ့နေရာကိုသွားနိုင်တယ်ဒီဆိုင်ကယ်လေးကြောင့်ငါလိုချင်တဲ့နေရာကိုငါမြန်သွားနိုင်တယ်အဲ့ဒီအတွက်ကျေးဇူးတင်တယ်ဒါပေမဲ့ငါဒီဆိုင်ကယ်ကိုဆွဲလန်းမနေဘူးဒီဆိုင်ကယ်ပေါ်မှာငါရဲ့ပျော်ရွှင်မှုငါရဲ့ငြိမ်းချမ်းမှုငါရဲ့ဝမ်းနည်းမှုတွေမမူတည်နေဘူးနောက်တစ်ခုက manifestation ကိုရှောင်းနေတဲ့ပန်းတိုင်ကိုမဆွဲလန်းဘဲနဲ့ဒီ attachment လုပ်ချင်အဖြစ်ကိုလိုချင်တဲ့နေရာကိုမြန်ရောက်နိုင်တယ် manifestation ဆိုတာကဆွဲလန်းနေရမှာမဟုတ်ဘူးလားဆိုတော့တချို့တွေကြတော့ရလက်အတိအကျကိုဆွဲလန်းကြတယ်ဒီပန်းတိုင်တစ်ခုရောက်ချင်တယ်ဒီသူကဘလို့ဖြစ်လာမှဒီရလက်ကဘလို့အတိအကျဖြစ်လာမှငါပြောမယ်အချိန်ကျမှငါရဲ့ manifestation ကပြီးမြောက်အောင်မြင်သွားမယ်လို့ထင်တယ်ဒါပေမဲ့နေဒီပန်းတိုင်ကိုမဆွဲလန်းတဲ့ခါမှာကယ်၍နေ့စီမှာပန်းတိုင်တစ်ခုရှိရယ်။နေက small business owner ပဲဖြစ်ဖြစ်စုဦးတီထွင်သူပဲဖြစ်ဖြစ်နေ့ရဲ့ပန်းတိုင်ကရလဒ်တစ်ခုရှိရယ်။ဒါပေမဲ့အဲ့ဒီပန်းတိုင်ကိုသွားမဲ့ခရီးစဉ်အဲ့ဒီခရီးစဉ်ကိုဆွဲလန်းရမှာအဲ့ဒီခရီးစဉ်မှာစိတ်တကြမှုတွေတွေ့မယ်မကောင်းတဲ့သူတွေတွေ့မယ်ကိုကူညီပေးတဲ့သူတွေတွေ့မယ်ကိုမုန်းတီးတဲ့သူတွေကိုနှိမ်ချတဲ့သူတွေတွေ့မယ်နောက်ဆုံးငါတို့ရောက်သွားတဲ့ခရီးစဉ်ကငါတို့လိုချင်တဲ့ရလဒ်မဟုတ်ပါစေအောင်တော့ဒီခရီးစဉ်ထဲမှာငါတို့ရခဲ့အတွေ့အကြုံတွေအသစ်ဆန်းတွေစိတ်လှုပ်ရှားမှုတွေအတွေ့အကြုံအသစ်တွေသင်ခန်းစာအသစ်တွေကြောင့်ငါတို့ကအနိုင်ရရှိတဲ့သူပဲငါတို့ကိုတန်ဖိုးရှိစေတာကအဲ့ဒီပန်းတိုင်မဟုတ်ငါတို့ကိုပို့ပြီးမှတန်ဖိုးရှိစေတာက
အဲ့ဒီခရီးစဉ်ထဲမှာရခဲ့တဲ့အတွေ့အကြုံတွေကြောင့်ငါတို့ကပိုပြီးမှရင့်ကျက်လာတာပိုပြီးမှပညာရှိလာပိုပြီးမှတန်ဖိုးရှိလာဆိုကိုယ့်ရဲ့ပန်းတိုင်ကိုမဆွဲလန်းခြင်းအပြင်ကိုချစ်တဲ့အရာတွေကိုနေ့တိုင်းတေချာလှုပ်သွားနိုင်တယ်နောက်ဆုံးအနေနဲ့ပြောချင်တာအပန်းနဲ့အရန်နဲ့မှဒီ touch မှာလုံးဝကျွမ်းကျင်နေတဲ့သူတော့မဟုတ်ဘူးကိုယ်တိုင်လည်းဒီ touch လုပ်နေရတဲ့အရာရှိရယ်အခုဒီ touch လုပ်ဖို့စူးစမ်းနေတဲ့အရာတော့ကိုယ့်ရဲ့အိမ်ခံဖြစ်ပါတယ်အပန်းက introvert ဆိုတော့အိမ်ထဲမှာနေရတာအရန်ကြိုက်တယ်ဒါပေမဲ့အိမ်ထဲမှာနေတာကြတော့ကိုယ့်ရဲ့အတွေ့အကြုံတွေကိုလည်းပိတ်စေတယ်ကိုယ့်ရဲ့အမြင်ကိုကျဉ်းစေတယ်တစ်ခါတလေကျရင်ခရီးသွားရင်တော့မှကိုယ့်ရဲ့အိမ်ကိုပဲပြန်တည်တည်ရတယ်အိမ်မှာနေတာပိုပြီးမှလွတ်လပ်တယ်ပိုပြီးမှပေါ့ပါတယ်ကိုယ့်အတွက်ပိုပြီးမှလုံခြုံတယ်လို့ခံစားရတယ်ကိုယ်အိမ်မှာနေတာများသွားတော့ကိုယ့်ရဲ့အိတ်ခံကိုတွေ့တာမိတယ်လို့ဖြစ်သွားပါတော့ဆိုအဲ့ဒီရဲ့တွေ့တာမှုကိုဖျက်ဖို့ကြိုးစားနေပါတယ်ကြွေကိုဆွဲလန်းမိနေတဲ့အရာတစ်ခုကိုသိပြီဆိုရင်တော့ချက်ချင်းဖျက်ဖို့ကြိုးစားအကောင်းဆုံးပါပဲဘယ်အရာပဲဖြစ်ဖြစ်ဆွဲလန်းနေရင်မကောင်းပါဘူးကိုယ့်ကိုပိတ်လောင်ထားမဲ့အခန်းတွေဒါမှမဟုတ်ကိုယ့်ကိုမတိုးတက်စေမဲ့လူတွေအဲ့လိုမျိုးအရာတွေကိုကိုသိရင်ဆော့ဆော့ဖြတ်ရင်ကောင်းပါတယ်ကိုလက်လွတ်ရမှန်းသိရင်လည်းမလက်လွတ်နောက်ပိုင်းမှာပိုပြီးမှဆိုးလာမှာဖြစ်ပါတယ်ဆိုဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်